စစ်ကော်မရှင်ထုတ်ပြန်ချက်အရတနိုင်ငံလုံးမှာရွေးကောက်ပွဲမကျင်းပမဲ့မြို့နယ်65မြို့နယ်အထိရှိလာပြီး265မြို့နယ်မှာပဲကျင်းပနိုင်တော့မှာပါဒီထဲမှာ100မြို့နယ်ကရွေးကောက်ပွဲကိုအပြည့်မကျင်းပနိုင်ပဲတစိမ့်တဒေသပဲကျင်းပနိုင်မှာပါဆိုအားဆုံးကတော့ရခိုင်နဲ့ချင်းပြည်နယ်တွေပါပဲထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်ကမြို့နယ်14ခုလုံးမှာမကျင်းပနိုင်သလိုစစ်တွေကြောက်ဖြူနဲ့မန်အောင်တို့မြို့ကြီးတွေမှာတော့ရက်ွက်ကြီးရွာအကုန်မလုံနိုင်ပဲတစိမ့်တစ်ပိုင်းပဲလုံနိုင်မဲ့အခြေအနေပါချင်းပြည်နယ်မှာလည်းဟာခါနဲ့တီးတိန်ကလွှဲရင်ကြံ9မြို့နယ်လုံးနယ်မြေစိုးမိုးမှုမရှိတော့ပါဘူးစကိုင်းတိုင်းထဲမှာလည်း PDF တွေထိန်းချုပ်ထားတဲ့ဗန်းမောက်ကော်လင်အပါအဝင်မြို့နယ်12ခုမှာရွေးကောက်ပွဲလုံးဝမလုပ်နိုင်တော့ပါဘူးကျင်းပမယ်လို့ကြေညာထားတဲ့265မြို့နယ်ထဲမှာလည်းတော်လိုင်းတပ်ဖွဲ့တွေလှုပ်ရှားနေတဲ့နေရာတွေပါဝင်နေပါတယ် EAO တွေနဲ့ PDF တွေကတော့ထိန်းချုပ်နယ်မြေတွေထဲမှာရွေးကောက်ပွဲလုပ်ဖို့ကြိုးစားရင်ထိထိရောက်ရောက်အရေးယူမယ်လို့ပြင်းပြင်းထန်ထန်သတိပေးထားပါတယ်ဒါကြောင့်ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ဒေသတွေဟာထပ်တိုးလာအောင်ပါမြို့နယ်ပေါင်း330ရှိတဲ့မြန်မာနိုင်ငံမှာ65မြို့နယ်အထိဖယ်ချန်လိုက်ရတာဟာစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရားဘယ်လောက်ထိပျက်စီးယိုယွင်းနေလဲဆိုတာကိုဒီရွေးကောက်ပွဲကတက်တည်ပြလိုက်တာပဲဖြစ်ပါတယ်